အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ခေတ်မှာ AI နည်းပညာတွေကကျွန်တော်တို့ရဲ့လုပ်ငန်းခွင်နဲ့နေ့စဉ်ဘဝကိုပိုမြန်ပိုတက်တာအောင်အများကြီးကူညီပေးနေကြပြီနော်ဒါပေမဲ့ AI tool တွေအများကြီးတွေကမှ Google ရဲ့အလန်းစား AI ဖြစ်တဲ့ Google Gemini ကိုတကယ်ထိရောက်အောင်ဘယ်လိုသုံးရမလဲဆိုတာသိပြီးကြပြီလား Gemini ကတခြား AI တွေနဲ့မတူတာကသူကကျွန်တော်တို့နေ့တိုင်းသုံးနေတဲ့ Gmail တို့ Google Docs တို့ Google Drive တို့နဲ့ဓာတ်ရိုက်ချိတ်ဆက်ထားလို့မိမိရဲ့တကယ်အချက်အလက် data တွေနဲ့တွဲပြီးအလုပ်လုပ်လို့ရတာပါပဲဒီဗီဒီယိုမှာ Gemini ကိုအကောင့်ဖွင့်တာကစလို့လက်တွေ့အသုံးဝင်မဲ့ feature တွေအထိစနစ်တကျအစအဆုံးရှင်းပြပေးသွားမှာမို့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ရအောင်ခင်ဗျာပထမဆုံးအနေနဲ့ gemini.google.com ကိုသွားပြီးမိမိရဲ့ Google account နဲ့ sign in ဝင်လိုက်ရုံပါပဲလူတိုင်းအခမဲ့သုံးလို့ရပါတယ်ဒါကတော့ Gemini ရဲ့ dashboard ထိန်းချုပ်မျက်နှာပြင်မှာဒီအောက်က box ထဲမှာမိမိခိုင်းကျင်တဲ့အမိန့်ပေးချက် prompt ရိုက်ထည့်ရပါတယ်ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်မိုက်ခရိုဖုန်းနဲ့မိမိမေးလို့ခိုင်းလို့တဲ့စကားတွေပြောပြီးခိုင်းလို့မေးလို့လည်းရပါတယ်ဥပမာကျွန်တော်တို့ cookie ဆိုင်အသစ်အတွက်မိတ်ဆက် email တစ်စောင်ရေးခိုင်းကြည့်အောင် cookie ဆိုင်အသစ်အတွက်ဝယ်သူတွေစိတ်ဝင်စားဖို့စိတ်လှုပ်ရှားဖို့ကောင်းတဲ့ email တစ်စောင်ရေးပေးပါလို့ရိုက်ထည့်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲစွဲဆောင်မှုရှိတဲ့ email စာကြမ်းတစ်စောင်အစင်တင်ထွက်လာပါပြီပူမိုက်တာကဒီစာကို Gemini ထဲကတင် Gmail စီဓာတ်ရိုက် export လုပ်လို့ရတာကြောင့်အလုပ်တွေကိုအများကြီးပုံမြန်စေပါတယ်နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ Canvas လို့ခေါ်တဲ့ဘေးချင်းရှင်အလုပ်လုပ်နိုင်တဲ့စနစ်ပါဘယ်ဘက်ချမ်းမှာ Gemini ကိုခိုင်းစီနိုင်ပြီးညာဘက်ချမ်းမှာတော့ထွက်လာတဲ့စာရွက်စာတမ်းကိုဓာတ်ရိုက် edit လုပ်ပြင်ဆင်နိုင်ပါတယ်။စာအရှိကြီးကိုပိုတိုအောင်လုပ်တာပိုရှည်အောင်လုပ်တာဒါမှမဟုတ်လီသံပြောင်းတာတွေကိုဒီဘက်ညာဘက်ချမ်းကတူးလေးတွေနဲ့တင်တခါတည်းလုပ်နိုင်တယ်လို့စာပိုက်တစ်ခုတည်းကိုပဲ highlight လုပ်ပြီးဒီနေရာလေးကိုပိုပြီးလူငယ်ဆန်းဆန်းပြင်ပေးပါဆိုပြီးတီးသန့်ခိုင်းလို့လည်းရပါတယ်။စာတွေပဲရေးလို့ရတာမဟုတ်ပါဘူး။မိမိစီမှာရှိတဲ့ sales spreadsheet file တွေကို Gemini ထဲကို drag and drop ဆွဲထည့်ပြီးဒီအယောင်စာရင်းကိုသုံးသပ်ပေးပါလို့မေးလိုက်ရုံနဲ့အချက်လက်တွေကို AI ကတွက်ချက်ပေးပါတယ်အယောင်တိုးတက်မှုအခြေအနေတွေကိုစာနဲ့ရှင်းပြပေးရုံနဲ့မကပဲ graph ပုံကားချက်တွေပါတခါတည်းဖန်တီးပေးတာမို့ management team ကို report တင်ဖို့အတွက်အင်မတန်အဆင်ပြေပါတယ်
ပြီးတော့ @symbol လေးကိုသုံးပြီး Google Calendar ဒါမှမဟုတ် Gmail ကိုချိတ်ဆက်ပြီးငါရဲ့အစည်းအဝေးဘယ်အချိန်လဲလို့လှမ်းမင်းရင်လဲချက်ချင်းရှာဖွေပြီးနိုင်ပါတယ်ဒါအပြင် Gemini Web ကိုသွားစရာမလိုပဲကျွန်တော်တို့နေ့တိုင်းသုံးနေကြ Gmail, Google Docs နဲ့ Google Sheets တွေထဲမှာတင် Gemini ရဲ့ AI ကိုတိုက်ရိုက်သုံးလို့ရပါတယ်ဥပမာ Google Docs ထဲမှာစာစီစာကုန်းဒါမှမဟုတ်စာဆောင်တစ်ခုကိုတိုက်ရိုက်ရေးခိုင်းလို့ရတယ်လို့ Google Sheets ထဲမှာလည်းဇယားတွေ pivot table တွေဖန်တီးဖို့ AI ကိုခိုင်းစေနိုင်ပါတယ်ပြီးတော့ design ဘက်မှာလည်း Gemini ကအစွမ်းထက်ပါတယ်မိမိစိတ်ကူးထဲကပုံစံကိုစာနဲ့ရေးပေးလိုက်ရုံနဲ့လှပတဲ့ဓာတ်ပုံတွေကိုစက္ကန့်ပိုင်းတွင်ဖန်တီးပေးနိုင်ပါတယ်ထွက်လာတဲ့ပုံကိုလည်း coffee ခွက်နေရာမှာနွားနို့ခွက်ပြောင်းပေးပါစသဖြင့်ထပ်ဆင့်ပြုပြင်ခိုင်းလို့ရပါတယ်အခုဆိုရင်ပုံတွေတင်မကပဲဗီဒီယိုနဲ့သချင်း music တွေပါဖန်တီးနိုင်တဲ့ tool တွေပါဝင်လာပါပြီနောက်ဆုံးအနေနဲ့ project တစ်ခုချင်းစီအလိုက်အချက်လက်တွေကိုစနစ်တကျစုစည်းထားဖို့ notebook စနစ်ကိုသုံးနိုင်ပါတယ်ဒီထဲကိုမိမိရဲ့ဖိုင်တွေ website link တွေ chat တွေကိုစုထည့်ထားပြီးအားလုံးကိုခြုံငုံပြီး Gemini ကိုမေးခွန်းထုတ်နိုင်ပါတယ်ပိုပြီး advanced ဖြစ်တဲ့ notebook LM ကိုသုံးရင်တော့မိမိပေးထားတဲ့အချက်လက်တွေကိုအခြေခံပြီးတကယ် podcast တစ်ခုလိုမျိုးဆွေးနွေးထားတဲ့ audio overview အသံဖိုင်တွေ presentation slide တွေကို AI ကအလိုအလျောက်ထုတ်ပေးမှာဖြစ်ပါတယ်ကဲဒါကတော့ Google Gemini ကိုအစားပြုသူတွေအနေနဲ့ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်အသုံးပြုနိုင်မဲ့အခြေခံလမ်းညွှန်ချက်ပဲဖြစ်ပါတယ်။ဒီနည်းလမ်းလေးတွေကိုအသုံးပြုပြီးမိမိရဲ့အလုပ်တွေကိုပိုပြီးမြန်ဆန်အောင်စမ်းသပ်ကြည့်လိုက်ပါဦး။ကဲဒီဗီဒီယိုလေးကနေဗဟုသုတတစ်ခုခုရရှိသွားတယ်ဆိုရင်တော့ like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။နောက်ထပ် AI နည်းပညာအသစ်တွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦး။အားလုံးပဲအဆင်ပြေကြပါစေတတား